ဆိုကျွန်တော်တို့ဒီကောင်းနေဆိုရင်ဆိုင်းပြနေပေါ့ဆိုင်းပြနေပြီးကျွန်တော်တို့ play flower ရင်းပေါ့နော် play flower ရင်းရောက်နေတဲ့ကောင်းဒီကောင်းနေကျွန်တော် trimming လုပ်တော့မယ်ဆိုကျွန်တော်ဒီအပင် site ပေါ့အပင် site ရဲ့ကျွန်တော်တို့တဝက်အောက်ကကောင်းနေကျွန်တော်ရှင်းမယ်ရွက်တယ်ပြောမှဆိုအောက်ရွက်တွေရှင်းတယ်ပြောဒီလိုကြားတဲ့ဒီကောင်းနေမတက်နိုင်တဲ့ကောင်းနေဆိုရှင်းထုတ်လိုက်အဲကြတော့ဒီကောင်းနေစီကိုအာဟာရတွေရောက်မယ်ဆိုကျွန်တော်အပေါ်ထိပ်ပိုင်းကောင်းနေစီအာဟာရပို့ပြီးတော့ဖူးကောင်းပေါ့နော်ထွက်နှုံးကောင်းလို့ဒီကောင်းနေစီအာဟာရပို့နေဒီဖူးရဖြစ်တယ်တော့မဖြစ်တော့အဲကျွန်တော်အောက်ခြေရွက်တွေကိုရှင်းမယ်ဆိုဘယ်လိုရှင်းလဲဆိုတော့အပင်ရဲ့တဝက်ပေါ့တဝက်အောက်ပိုင်းရွက်တွေအဲ့ဒါတွေရှင်းလိုက်ပါကောင်းကျိုးရမလဲဆိုရင်ဒီအောက်မှာရွက်တွေမပိတ်နေတော့လေဝင်တွေထွက်ကောင်းမယ်အဲ့ဆိုရင်ကျွန်တော်တို့အပင်ကိုယောဂကျနိုင်ကြီးပါလေတင်းမယ်ပေါ့ဗျာအခုကျွန်တော်စရှင်းမယ်ပေါ့ဗျာရှင်းမယ်ဆိုဒီလိုမျိုးကျွန်တော်ဒီလိုမျိုးအောက်ရွက်လေးတွေဒီကောင်လေးတွေပေါ့နော်ဒီကောင်လေးဆိုရင်တိတ်မတက်နဲ့ဒါပေမဲ့ဒီကောင်ဒီဘက်ကကောင်ကကျွန်တော်လိုရွက်တွေလို fan လေးဆိုအောက်ရွက်တွေကျွန်တော်ကိုက်ပလိုက်မယ်ဒီကောင်လေးဒီအစာတွေအယောင်မခံတော့ရှင်းပလိုက်မယ်အောက်ရွက်လေးအောက်ရွက်လေးတွေကျွန်တော်ရှင်းပြမယ်ဒီကောင်ဆိုရင်ကျွန်တော်ဒီကောင်ဆိုရင်ဒါတော်တန်နေဒါပေမဲ့တော့ကြားထဲမှာဖြစ်နေဆိုတော့ခေါင်းလေးတိတ်မတန်နိုင်တော့ရှင်းထုတ်လိုက်အဲ့တော့ဒီမှာဆိုသူကဘာဖြစ်နေလဲဆိုတော့ကြားထဲမှာပိတ်မိနေတော့ဖုံနေလို့ယောဂကြားနေလို့ပုံစံမျိုးတွေဖြစ်နေဒီကောင်ကြီးရှင်းထုတ်ပြင်ပြီးရင်ဒီကောင်လေးဆိုသေးတယ်ဆိုတော့မထုလည်းမတက်နိုင်ဘူးအောက်ခြေကကောင်လေးဆိုအဲကောင်လေးလုံးဝရှင်းထုတ်လိုက်ပြီးရင်ဒီကောင်လေးတွေသေးလေးတွေအဲလေးဆိုတော့ဖြတ်ပလိုက်ပြီးဒီရွက်အောက်ခြေရွက်တွေရှင်းမယ်ပြီးဒီကောင်လေးဆိုသေးလေးတွေကဒီရွက်ကကွယ်နေပြီကောင်လေးဆိုသေးလေးတွေကိုကျွန်တော်ရှင်းထုတ်လိုက်ထုတ်လေဒီကောင်လေးမကြီးဘူးဗျာအဲကြမကြီးပဲနဲ့ဒီကောင်လေးကအစာဟားတွေစုပ်ယူနေကြတော့ကျွန်တော်အပေါ်ရွက်တွေစီအစာဟားမရောက်တော့အောက်ကရွက်တွေရှင်းမယ်အောက်ရွက်တွေရှင်းထုတ်ပြမယ်ဒီကိုင်းဆိုလဲကျွန်တော်ဒီကိုင်းဆိုလဲဒါသူ့ဘေးတော့ထွက်တော့ဗျာအပေါ်နေကြည့်မယ်ဆိုရင်ဒီကိုင်းကလင်းအောင်မရအဲဒီကောင်လေးကဘာမှလည်းဒီမှာကြားမှာလည်းဘာမှထွက်နေတဲ့အနှုတ်တွေမရှိဘူးအဲကြောင့်ရှင်းပလိုက်ကိုင်းဘယ်လိုပြောမလဲမဖြစ်နိုင်တဲ့ကိုင်းတွေဆိုကျွန်တော်အစောကြီးတည်းရှင်းထုတ်ဒီကောင်ဆိုလည်းအဲ့လိုပဲဒီကိုင်းတွေဆိုအဲ့လိုကကြီးရတော့ကောင်းတော့မယ်ကျွန်တော်ကကြီးရမထက်တော့တကယ်ကကြီးကောင်းလေးနဲ့ဖြတ်ပေါ့ဒါမှယောဂဘာညာမရပြီးဒီတိုင်းလေးဒီကအောက်ခြေရွက်တွေအဓိကထားရှင်းပေးပေါ့လေမင်းတို့လည်းစကိုင်းပါပဲပေါ့မင်းလည်းစကိုင်းပါပဲဟုတ်အခြေရွက်လေးတွေကိုရှင်းထုတ်လိုက်ဒီနေ့မှရောက်တယ်လားဟုတ်လေးရောက်တယ်ဟုတ်တော့မနေ့ရောက်မနေ့ညနေ3နာရီလောက်ပါကြပါကြည့်ရတယ်ဘုံကြောင်ညဝင်ဒီကောင်ကတော့ဘေးထွက်နေတယ်ဒီကောင်အပေါ်ကြည့်ရတယ်ဒီကောင်ထွက်ဒီကောင်ဟောဖြစ်နေဒီမှာဒီတွင်ရကောင်နေတော့ဒါတွေတော့ဖြတ်ပလိုက်ချီရွက်ကလေးဒီဘက်ကကောင်ကတော့ကျွန်တော်ဆေးဖြန်းနေလို့ဒီကောင်လေးတော့မဖြစ်တော့တကယ်လို့ဆေးမဖြန်းဘူးအဖူးထုတ်မယ်ဆိုရင်တော့အကုန်လုံးရှင်းပြလိုက်တဲ့အကောင်ဆေးဖြန်းနေဆိုတော့လည်းကျွန်တော်ပိုလန်ထွက်ချင်လို့ဖြန်းနေတာပေါ့နော်ကောင်းလေးရဲ့လို့အောက်ခြေမှာရှုပ်နေတဲ့အရွက်လေးတွေအဲ့လိုအောက်ခြေရွက်တွေရှင်းလိုက်ရင်ပေါ်ကောင်လေးပေါ်ကောင်လေးခါရောက်ပြီးအပင်ကကြီးတော့မှာဒီကောင်လေးဆိုတေးသေးလေးဘာမှလည်းမတက်နိုင်ဘူးမတက်နိုင်တော့ရှင်းပလိုက်ပြီးရင်ဒီဘက်မှာတေးသေးလေးရှိတယ်ဒီကောင်
ဒီကောင်ဆိုလည်းမတက်နိုင်ဘူးအပေါ်မှာဘယ်လိုပြောမလဲသူ့အပေါ်မှာသူ့တက်ကြီးနေတဲ့ကောင်လေးရှိအဲ့ဒါဆိုရရှင်းထုတ်လိုက်ပြန်ဒီတဲ့ဆိုဒီလိုဥစ္စာလေးအသေးလေးနော်တော့ဘယ်လောက်ထိရှင်းပလိုက်အပင်တော့အောက်ခြေမှာရှိတဲ့အရွက်တွေအကုန်ရှင်းမယ်အဲ့တော့ကျွန်တော်ကျွေးလိုက်တဲ့အာဟာရတွေကဒီအောက်ခြေရွက်တွေစီမရောက်တော့ဘူးရောက်တော့ပဲနဲ့အပေါ်ကဖူးနေအကောင်တွေစီကျွန်တော်ရောက်သွားလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်ဖူးလဲကောင်းကောင်းကြီးတယ်ပြီးတော့အထွက်နှုံးလည်းတိုးလာလိမ့်မယ်ပေါ့ဟိုကကျမတက်နိုင်တဲ့ကောင်တွေစီအာဟာရပို့နေတယ်ဆိုရင်အပင်ကကြီးတင်းတဲ့လောက်လည်းမကြီးဘူးအဲ့ကျတော့ရက်ခါလိုက်နဲ့ဘယ်လိုပြောမလဲကြီးတင်းတော့မကြီးတော့ဘူးဖြစ်နိုင်မှာဒီပြင်ဒီကောင်လေးဆိုဒီကောင်ဆိုလဲဒီကောင်ကတိတိလေးကောင်ဆိုလဲတက်နိုင်မှာမဟုတ်ရှင်းပလိုက်ဆိုရရှင်းပလိုက်ပြင်ဒီ fan လေးတွေပါရောနော်ပြင်ဒီကောင်ထွက်ဒီကောင်လေးဆိုလဲဒီကောင်ဆိုလဲတိတိလေးဒီကောင်ဆိုလဲရှင်းပလိုက်ဒီကောင်ဆိုဒီရောက်ရှိရကောင်နေဒီကောင်နေဆိုရှင်းပလိုက်နော်ပြင်ဒီမဲ့ဒီကောင်နေဆိုအသေးလေးတွေဖန်လေးတွေရှင်းမယ်ခုဆိုရင်အောက်ခြေလေးတော်တော်ရှင်းသွားတယ်ကျွန်တော်နော်အောက်ခြေလေးရှင်းသွားတယ်အောက်ခြေလေးတော်တော်ရှင်းသွားတယ်နော်ဒီလိုရှင်းသွားတယ်ဆိုတော့လေဝင်လေထွက်အပင်လေဝင်လေထွက်ကောင်းသွားပြီဒီလိုရှင်းသွားတယ်ဆိုအပင်လေဝင်လေထွက်လည်းကောင်းသွားပြီပြီးရင်အပင်ကဆုပ်လိုက်တဲ့အာဟာရတွေလည်းဒီအပေါ်ခိုင်းနေစီပဲရောက်ပြီအဖူးကောင်းထွက်သွားတယ်ပေါ့ဒါတော့ trimming တော့တယ်ဘယ်ချိန်မှလုပ်တင်လဲဆိုရင် pre flowering မစခင်ရယ်ပြီးရင် pre flowering စပြီးတော့နှစ်ပတ်တင်ပေါ့လုပ်ပြီးဖူးလုံးဝအဖူးချစ်ခဲဖြစ်နေခြင်းတော့လုပ်လို့မရတော့เนาะအဲ့ဒီချိန်မတိုင်ခင်လေးလုပ်ပြီးဘာလုပ်လဲဆိုအဖူးကောင်းထွက်အောင်